cosplay ဆိုတာက cosplay နဲ့ play နဲ့ပေါင်းထတာဖြစ်ပြီးတော့ anime manga ဒီထဲမှာပါတဲ့ character တွေရဲ့အဝတ်အစားတွေကို live ဝေပြီးသူတို့တိုင်း live နေတဲ့အနုပညာတစ်မျိုးပေါ့ဟုတ်လားတော့မသိကျွန်တော်တို့ short ရွှေခင်ဗျာ cosplay ဆိုတဲ့စကားလုံးမကြားဘူးဆိုရင်တော့ခင်ဗျာရဲ့ for you page ပေါ်မှာတစ်ခါတလေဒီလိုမျိုး anime ပုံစံဝတ်ထားတဲ့ကောင်းမလေးပြီးတော့ခင်ဗျာအဲ့လိုဗီဒီယိုမျိုးတွေတနေရာမှာမဟုတ်တနေရာမှာတော့တွေ့ဖို့တွေ့ဘူးပါလိမ့်မယ်ဒါမှမဟုတ်ခင်ဗျာမတွေ့ဘူးဆိုရင်တော့နေရောခင်ဗျာကြောက်ခေတ်မှာနေခဲ့တဲ့သူလားဟုတ်ပေါ့တောင်း internet မရှိတဲ့နောက်ဆုံးဘလို့ဒီဗီဒီယိုကြည့်ဒီနေ့မှာတော့ cosplay အငွေ့သက်တွေပါပြီးတော့ဒီ cosplay အကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်ကြည့်ဖို့ကြည့်တဲ့ anime တစ်ခုကိုကျွန်တော်ပြောတော့ပါမယ် anime ကတော့ 2.5 dimensional seduction လို့ခေါ်ပါတယ်နာမည်တွေတော်တော်ကြီးဖန်နေတာအားလေးတော့စိုးနေဒီ anime က2024 ဇူလိုင်လ 9 ရက်နေ့မှာထွက်လာတဲ့ anime တစ်ခုပေါ့ intro မှာပြောတဲ့အတိုင်းပဲဒီ anime က cosplay အကြောင်းအဓိကဖော်ပြထားတဲ့ anime တစ်ခုဖြစ်တဲ့အတွက်ဒီ cosplay အကြောင်းစိတ်ဝင်စားတဲ့သူတွေကြည့်ကိုကြည့်တဲ့ anime တစ်ခုဖြစ်ပါတယ်နောက်ကြည့်တဲ့ရတဲ့အကြောင်းအရာဒီထဲမှာပါတဲ့ waifu လေးတွေကတော်တော်လေးကိုချစ်စရာလေးဒီ anime ကလက်ရှိမှာ episode 24 ပါးထွက်တာပြီးပြီဆိုတော့ခင်ဗျားတို့ကြည့်မယ်ဆိုရင်ဒီတိုင်းနဲ့ကြည့်ရရပြီဗျာ Steven, what are you doing in there? Drugs. ကျွန်တော်ဒီ anime ကြည့်နေရင် My Desert Darling 5 တောင်ရတယ်ဗျာ My Desert Darling နဲ့က MC ကကျတော့အင်းချုပ်တယ်ဆိုရင်ဒီတဲ့ MC ကတောင်းရိုက်တယ်ဗျာဒီ anime ရဲ့ general က comedy stuff like romance ကိုမှအချီတဲ့ပါတော့ fan service တွေတော့ပါတာပေါ့အဲ့တော့ခင်ဗျားက fan service များတဲ့ anime မျိုးကိုရှောင်နေဆိုရင်တော့ဒီ anime ကကြည့်ဖို့အတွက်လည်းတော့စဉ်းစားအောင်ပေါ့ဒါပေမဲ့ခင်ဗျားက fan service တွေပါလဲကိစ္စမရှိဘူးဒီ anime ကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်အကြံတစ်ခုပေးပါမယ်ခင်ဗျားကြည့်မယ်ဆိုရင်အခန်းထဲမှာတယောက်တည်းရှိတဲ့အချိန်ကြည့်ပါပြီးရင်ဒီမှာတ िश ူးလေးတော့ဆောင်းထားပေါ့ဆိုတော့ဒါပဲ